ကျွန်တော်ဒီဗီဒီယိုမှာတော့ကိုရီးယားနိုင်ငံမှာကျင်းပတဲ့ဟမ်ဘာဂါပြိုင်ပွဲကိုကျွန်တော်တွားရောက်ဝင်ပြိုင်မှာဖြစ်ပါတယ်ဆိုတော့ဒီပြိုင်ပွဲမှာဆိုလို့ရှိရင်ပထမရတဲ့သူကကိုရီးယားဝန်တိန်းတရာရမယ့်အပြင်ကိုအမေရိကမှာသွားပြီးတော့နိုင်ငံတကာဟမ်ဘာဂါပြိုင်ပွဲမှာဝင်ရောက်ရှင်းပြိုင်ခွင့်ရမှာဖြစ်ပါတယ်ဆိုတော့ဘာပဲဖြစ်ဖြစ်ဒီပြိုင်ပွဲကိုကျွန်တော်တို့တင်ရတဲ့အကြောင်းရင်းကဒီပြိုင်ပွဲကိုမပြိုင်ခင်3ရက်လောက်လို့မှကျွန်တော်တို့စီကိုလာဆက်သွယ်တယ်ဟမ်ဘာဂါဝင်ပြိုင်မလားပေါ့နော်ဆိုတော့ဒီလောလောဆယ်ပြိုင်မဲ့အတင်းအဖွဲ့ကထွက်သွားလို့ပေါ့နော်ပြိုင်တဲ့အဖွဲ့တစ်ဖွဲ့လိုနေတယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီ64အဖွဲ့ထဲမှာကျွန်တော်တို့ဒါတစ်ဖွဲ့အပါဝင်ကျွန်တော်တို့တွားရောက်ဝင်ပြိုင်မှာဖြစ်ပါတယ်ဆိုတော့အခုဒါကတော့ကျွန်တော်တို့ဟမ်ဘာဂါပြိုင်ပွဲဝင်နေမဲ့နေရာကိုသွားဖို့တော့ပေါ့နော်ကျွန်တော်ဒါမိုးပြန်ရထားစီတယ်ပြီးရင်ကျွန်တော်ကိုဒီကားနဲ့လာခေါ်မဲ့သူ2ယောက်ရှိပါတယ်ကျွန်တော်တို့ရဲ့ဖြဖြူနီးရင်ပြီးရင်ကျွန်တော်နဲ့အတူတွဲလုံမင်းကြီးကိုပေါ့နော်အခုကျွန်တော်ဒါမိုးပြန်ရထားကိုကျွန်တော်15မိနစ်20လောက်ကျွန်တော်စီးလိုက်ရတယ်ပေါ့နော်မနမ်းပြောရင်တော့ကျွန်တော်ကဟမ်ဘာဂါနဲ့ပတ်သက်ပြီးတော့မကျွမ်းကျင်ပါဘူးဒီတိုင်းဘီနာကနေအကူညီပေးမှာပါပေါ့နော်ဆိုတော့ကျွမ်းကျင်တဲ့သူ2ယောက်ကတော့ရှေ့က2ယောက်ပါသူတို့ကတော့ဒါဟမ်ဘာဂါနဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်ပါတယ်ဒါအခုဆိုလို့ရှိရင်ကျွန်တော်တို့3ယောက်ပြိုင်ပွဲဝင်မဲ့နေရာကိုသွားနေပါတယ်နောက်ထပ်45မိနစ်တော့ကျွန်တော်တို့ကားနဲ့ထမောင်းအောင်ပဲပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်တို့ပြိုင်ပွဲဝင်မဲ့နေရာကိုရောက်ပါပြီအခုပစ္စည်းတွေကိုကျွန်တော်တို့ယူပြီးတော့ကျွန်တော်တို့ပြိုင်ပွဲဝင်တဲ့နေရာကိုသွားနေပါတယ်ဒါကတော့ပြိုင်ပွဲဝင်မဲ့သူတွေမလာခင်ကျွန်တော်တို့စောင့်နေတာပေါ့နော်ကျွန်တော်တို့ကတော့အရင်ရောက်လာတယ်တခြားအဖွဲ့တွေကိုစောင့်နေနေကျွန်တော်တို့ဒီမှာပြိုင်ပွဲဝင်မဲ့အခါမှာလိုအပ်တဲ့ပစ္စည်းကိုကျွန်တော်ပြောနေတယ်ဆိုတော့ပြိုင်ပွဲဝင်မှုတွေကျွန်တော်တို့ကဒီပစ္စည်းအစုံလင်မပါခဲ့ဘူးကျွန်တော်တို့ကကမန်းကနန်းဝင်ပြန်ရတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့အကောင်းဆုံးပစ္စည်းလာခဲ့ပါတယ်အခုဒီရာကတော့ပြိုင်ပွဲမဝင်ခင်ကျွန်တော်တို့ခဏနားနေတဲ့ခန်းပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့အင်တာဗျူးရမယ်ဒီပြိုင်ပွဲကိုဘာလို့လာရောက်ရှင်ပြန်ရတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့အင်တာဗျူးရတယ်ပေါ့နော်အခုကတော့ကျွန်တော်တို့ကဒီနားနေကန်ထဲမှာကျွန်တော်တို့ကျန်တဲ့အဖွဲ့တွေကိုစောင့်နေရတယ်ပေါ့ဒါဘေးနားကျွန်တော်ညီကိုပေါ့နော်ငါလည်းမေးကိုမိဖို့အတွက်ဟာမာဂါတွေအများကြီးစားအောင်ပါပဲဆိုပြီးတော့ကျွန်တော်နောက်နေတာပါဗျဒီအနောက်မှာဆိုလို့ရှိရင်လည်းဒါတွေ့တဲ့အတိုင်းပဲဒိုင်လူကြီးများစွာရှိပါတယ်ဒီထက်မှကျွန်တော်တို့ဒိုင်လူကြီး6ယောက်နဲ့ကျွန်တော်တို့ကိုရွေးချယ်မှာဖြစ်ပါတယ်ဗျဒါကတော့ကျွန်တော်တို့အင်တာဗျူးခင်ကျွန်တော်တို့စောင့်နေရတယ်ပေါ့နော်ကျွန်တော်တို့အလှည့်ရောက်ဖို့အတွက်ဆိုတော့ဘီနာက2ယောက်ကတော့ဟာမာဂါနဲ့ပတ်သက်ပြီးတော့အရန်ကျွမ်းကျင်ပါတယ်ဆိုတော့သူတို့ရဲ့ခန္ဓာကိုယ်ကြည့်မယ်ဆိုလို့ရှိရင်တက်တပြနေပါတယ်သူတို့ဟာမာဂါကိုဘယ်လောက်စားထားလဲဆိုတာကျွန်တော်ကတော့သူတို့ခန္ဓာကိုယ်နဲ့ရှိရင်ဟာမာဂါတွေအများကြီးစားဖို့လိုပါသေးတယ်ဗျဒါကတော့ကျွန်တော်တို့အဖွဲ့မပြိုင်ခင်တခြားအဖွဲ့ကိုအင်တာဗျူးနေတယ်ပေါ့နော်အရင်ဆုံးဓာတ်ပုံရိုက်တယ်ကျွန်တော်တို့ကတော့ဓာတ်ပုံရိုက်ပြီးတော့အင်တာဗျူးကိုပဲကျွန်တော်တယ်ဆိုတော့ကျွန်တော်တို့ဒီရှေ့ရအဖွဲ့အင်တာဗျူးတိုင်းကျွန်တော်တို့အကဲရောက်ပြီပေါ့နော်ဒီအဖွဲ့မှာတော့နာမည်ယူနေကြတယ်ပေါ့နော်ကျွန်တော်တို့ကဘယ်လိုလုပ်မလဲကျွန်တော်တို့အဖွဲ့ကတော့အရင်ယူရှင်းပါတယ်ကျွန်တော်တို့ဆိုင်ရဲ့နာမည်ကိုပြောလိုက်အောင်ပါ안녕하세요. 임원시보고 박종성 대표입니다. 저희가 좀 늦게 여기 참여하게 됐지만 며칠 동안 세감을 많이 준비를 했고요. 그리고 저희 버거가 앞으로 모든 사람들한테 어떻게 느껴질까 그걸 확인하기 위해서 제가 나왔거든요. 그리고 앞으로 세계대회를 나가서 세계인들에게 저희 버거가 어떤 맛인지 꼭 보여드리고 그리고 확인받아서 돌아오겠습니다. 감사합니다. 임원시버거 파이팅! 감사합니다. ဒါကတော့ interview တဲ့အချိန်မှာကျွန်တော်နားနေကြအောင်ပြန်ရောက်တယ်ခဏနေလို့ရှိရင်ကျွန်တော်တို့ဒီထိုင်လူကြီး6ယောက်တည်းတယောက်ကကျွန်တော်တို့ဒီမှာကပြိုင်ပွဲဝင်တဲ့အခါလှုပ်ဆောင်ရမယ့်အခြေခံချက်လေးတွေကိုကျွန်တော်တို့ကိုစီကံချက်တွေအမျိုးလေးတွေကျွန်တော်တို့ကိုလာရှင်းပြတယ်အမကပြိုင်ပွဲဝင်တဲ့အခါမှာအဓိကလိုအပ်တဲ့ချက်တွေကဘာတွေဒါနဲ့ပတ်သက်ပြီးရှင်းပြတယ်ပေါ့နော်ပြီးတော့ဟမကပြိုင်ပွဲဝင်တွေကိုသူတို့မမြင်ရဘူးပေါ့နော်သူတို့ကဒီဟမကထွက်လာတဲ့ဟမကကိုပဲသူတို့ကမြည်ပြတာဖြစ်တဲ့အတွက်ကြောင့်ဘသူကဘယ်ဟမကလောက်တယ်ဆိုတော့သူတို့မသိဘူးပေါ့နော်ဒီတရားသာပုံပြီးတော့သူတို့ကယူချတာဖြစ်တဲ့အတွက်ကြောင့်တတော်မှာလည်းအစီမပြေတဲ့အဖွဲ့တွေရှိသလိုသူတို့ရဲ့မျိုးလုံးထဲမှာရောသူတို့သဘောကျတဲ့အဖွဲ့လဲတွေ့နေတယ်ပေါ့နော်ဒါမျိုးတွေသူတို့ရှင်းပြထားတယ်လိုအပ်မဲ့အချက်လေးတွေကိုဆောင်ရန်လေးတွေကိုကျွန်တော်တို့ကိုအတောက်လျှောက်ကိုကျွန်တော်တို့ပြောပြနေပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ရွေချက်ကဒီဖွဲ့ထဲမှာကိုရီးယားဝန်သိန်းတရာယူပြီးတော့ကျွန်တော်တို့ကအမေရိကသွားဖို့ပါပဲဒါပေမဲ့ဖြစ်လာမလားတော့ကျွန်တော်တို့မသိဘူးအစွမ်းကုန်တော့ကျွန်တော်တို့ကြိုးစားပါမယ်ဗျာ
ဒီပြိုင်ပွဲမှာဆိုလို့ရှိရင်ပေါ့နော်ပြိုင်ပွဲဝင်ကဒီ64ပွဲရှိတယ်ပေါ့64ပွဲဥမှာဒါကပထမတစ်ရက်မှာ32ပွဲပြိုင်တယ်ပြီးရင်ဒုတိယတစ်ရက်မှာ32ပွဲပြိုင်ရတယ်ပေါ့နော်ဆိုတော့တစ်ဖွဲ့မှာကျွန်တော်တို့က10ဖွဲ့ပြိုင်ရတယ်ပေါ့ဒါကတော့ကျွန်တော်တို့အဖွဲ့ကတော့ဒါနောက်ဆုံးအဖွဲ့လို့ပြောလို့ရတယ်ကျွန်တော်ညနေ3နာရီခွဲမှာကျွန်တော်တို့ကစပြီးတော့ပြန်ရမယ်ပေါ့နော်ဒါ 객관적으로 심사하려고 노력을 하고 있습니다. အခုဒီမှာကျွန်တော်တို့ပြန်ပွဲကနောက်တစ်နာရီလောက်နေမှပြန်ရမှာဖြစ်တဲ့အတွက်ကြောင့်အချိန်ရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့တစ်ခုခုသွားစားမှာဖြစ်ပါတယ်။ဒီနေ့ကလေးကကျွန်တော်တို့ဘာမှစားမလာခဲ့ဘူးပေါ့နော်။သုံးအောင်တော့အဲ့ဒါကြောင့်ကျွန်တော်တို့အောက်မှာကျွန်တော်တို့ခုနကကော်ဖီဆိုင်တစ်ခုတွေးခဲ့တယ်ပေါ့နော်။အဲ့ဒီအောက်ကိုသွားပြီးတော့ကျွန်တော်တို့အစာပြေလေးသွားစားမှာဖြစ်ပါတယ်ဗျ။ဆိုတော့ကော်ဖီဆိုင်ဆိုတော့ဒီကတိုင်းပဲဗျာ။စားစရာမေမေရသိရှိဘူးကျွန်တော်တို့ဒီလိုမျိုးဆက်လက်တုပ်လေးပဲကျွန်တော်တို့စားမယ်ပေါ့နော်။ပြီးတော့ကျွန်တော်တို့အိမ်လေးနဲ့မှာပြီးစားပါဖြစ်ပါတယ်ဗျာ။ 딸기 바나나 쉐이크 ကျွန်တော်တို့ကဒါကျွန်တော်တို့အစာပြေစားရင်းနဲ့ပြန်ပွဲဝင်တဲ့ခါမှာဘယ်သူကဘာလုပ်မယ်ဘယ်သူကပေပန်းအောင်တာဝန်ယူမယ်ပေါ့နော်ကျွန်တော်ကတော့အဓိကဒီမှာရိုက်မယ်ပြီးရင်သူတို့နှစ်ယောက်လိုအပ်တာလေးကူညီပေးမယ်ပေါ့နော်ဒါမျိုးလေးအတွက်ကျွန်တော်ဒီပြန်ပွဲဝင်ရောက်ရှင်ပြိုင်တာဖြစ်ပါတယ်အမှန်တိုင်းပြောရင်ပြကျွန်တော်တို့ကဒါကျွန်တော်တို့မှာဒီပြင်ဆင်အချိန်ရပေါ့နော်ကျွန်တော်တို့2ရက်ခွဲလောက်ပဲရတယ်ပေါ့နော်အဲ့ဒါအောင်မှကျွန်တော်တို့ကဒါမြန်ပေါ့ကျွန်တော်တို့အဲထဲမှာကျွန်တော်တို့ဘယ်လိုလုပ်မယ်ဒါတယောက်နဲ့တယောက်တိုင်ပင်ရတာပေါ့နော်အပြင်မှာကျွန်တော်တို့သုံးအောင်ဆုံးပြီးတော့လှုပ်ထားလဲတစ်ခါပဲရှိရပေါ့နော်တစ်ခါပဲလေ့ကျင့်ခဲ့တာဆိုတော့တကယ်ကျွန်တော်တို့လှုပ်လို့ရှိရင်အဆင်ပြေပါမလားတော့မသိဘူးဗျ 그러면 우리 다 끝나면 끝이잖아. 거기 개수대가 그렇게 크지 않을 거예요. 그렇게 기물을 많이 쌓아놓을 수 없을 거야. 월드컵 해야 돼. အခုဒါကျွန်တော်တို့ဟမ်ဘာကပြန်ပွဲဝင်ခမ်းမတွေကိုသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ပြန်ပွဲဝင်တော့မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဘီနာကကင်မရာမန်တွေရောတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေရောကျွန်တော်တို့ကိုလက်ခုပ်တီးပြီးအားပေးနေတာဖြစ်ပါတယ်ဗျာဒါကတော့ကျွန်တော်တို့ပြန်ပွဲဝင်မဲ့ခမ်းမပဲဖြစ်ပါတယ်ဆိုတော့သူတို့ကတော့လက်ခုပ်တီးပြီးတော့အားပေးနေကြတယ်ဒါပေမဲ့ကျွန်တော်နားထဲမှာသူတို့လက်ခုပ်တန်းနေမကြားရပါဘူးဗျာစိတ်လှုပ်ရှားနေလို့ပါပြန်ပွဲဝင်အဖွဲ့ကတစ်ခါပြန်ရင်10ဖွဲ့ပြန်ရတယ်ကျွန်တော်တို့ကတော့ဒါနောက်ဆုံးအဖွဲ့ဖြစ်ပါတယ်ဆိုတော့ဒီနေရာလေးကိုရတာကျွန်တော်ကတော့အရင်သဘောကျတယ်ကင်မရာရရတဲ့အဆင်ပြေသလိုတခြားဖွဲ့ကြီးလည်းအာရုံစိုက်စရာမလိုဘူးပေါ့နော်ဆိုတော့ဒါကျွန်တော်တို့ပြန်ပွဲဝင်ရမယ့်အချိန်ကတော့ကျွန်တော်တနားရီခွဲကျွန်တော်တို့အချိန်ရတယ်ပြန်ပွဲဝင်ခင်မှာဒါလိုအပ်တဲ့ပစ္စည်းတွေစစ်တယ်တခြားအဖွဲ့လည်းဒါစစ်တယ်ပေါ့နော်ကျွန်တော်တို့လည်းဒါစစ်တယ်ပစ္စည်းတွေစတင်ချတယ်ကျွန်တော်တို့ကဒီပြိုင်ပွဲကိုခမန်းကရမ်းနဲ့ပြန်ရတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ဒီလိုအပ်တဲ့ပစ္စည်းတွေကိုကျွန်တော်တို့မပေးထားဘူးကျွန်တော်တို့အခုတိုင်ငံနေကြမှာပဲကျွန်တော်တို့ကလိုအပ်တဲ့ပစ္စည်းတွေတို့စီကိုတောင်းရတယ်ပေါ့နော်အဲ့လိုမျိုးအခုဒါဆိုလို့ရှိရင်ကျွန်တော်တို့ဟမ်ဘာကလုတ်ဖို့အတွက်အသားတွေလိုတယ်ကျွန်တော်တို့ချီတွေလိုတယ်အခုဒါသူတို့ကျွန်တော်တို့လာပေးတယ်ချီတွေပေါ့နော်အသားလဲလိုတယ်ပေါ့နော်အခုပြိုင်ပွဲကတော့တနာရီပဲစပါပြီကြာကျွန်တော်ကတော့ဘီနာမှာကျွန်တော်ဒီအတွက်လိုအပ်တယ်ကျွန်တော်စစ်သွင်းနေပါလေဖွာပြလိုက်တယ်ပြီးရင်ကျွန်တော်ဒီမှာလာပြီးတော့ဒီဘေကွန်ကိုကျွန်တော်ကြော်ရတယ်ဗျာဘေကွန်ကျွတ်ကြော်အောင်ကြော်ရတယ်ပေါ့နော်ဒါလည်းကျွန်တော်ကကျွမ်းကျင်လို့မဟုတ်ပါဘူးဗျာဒါလိုအပ်တာလေးကူညီပေးတာပါကျွန်တော်ကဒီကိုရီးယားနိုင်ငံမှာဒီလိုမျိုးပြင်ဖို့ဝင်တာပထမဦးဆုံးပဲပေါ့နော်မှန်တမ်းပြောရရင်ကျွန်တော်ကအစားအသောက်နဲ့ပတ်သက်ပြီးတော့လုံးဝကိုစိတ်ဝင်စားမှုမရှိပါဘူးဒါပေမဲ့လည်းကျွန်တော်ရဲ့ကံကြမ္မာကကျွန်တော်ကိုရီးယားစကားပြန်စလုပ်တဲ့အချိန်ကနေစပြီးတော့အခုချိန်ကြီးကျွန်တော်စားတောက်ဆိုင်တွေမှာပဲကျွန်တော်လုပ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အစားတောက်နေတော့ကျွန်တော်လည်းအကျိုးပြီးတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့ဟင်းတော့လုံးဝမချက်တတ်ပါဘူးအခုပြိုင်ပွဲကတော့ကျွန်တော်တို့ပြီးသွားပါပြီဒါပေမဲ့အဆင့်ကတော့ကျွန်တော်တို့ကအဖွဲ64ပွဲထဲမှာအဆင့်29ပဲရခဲ့ပါတယ်အမေရိကကိုတွားရဖို့အခွင့်အလမ်းကတော့ဆုံးရှုံးသွားပါပြီဒါပေမဲ့လည်းကျွန်တော်တို့စိတ်သက်မကြပါဘူးနောက်နှစ်တလို့ရှိမှဒီပြိုင်ပွဲကထက်ရှိမှဖြစ်တဲ့အတွက်ကြောင့်နောက်နှစ်ကျရင်တော့ကျွန်တော်တို့အချိန်လေးပိုရမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ပို့ပြီးတော့ကြိုးစားတော့မှာဖြစ်ပါတယ်ဗျ